အားလုံးပဲမင်္ဂလာပါဒီခေါက်ပဲပြမယ့်ခေါင်းစဉ်လေးကလည်းစိတ်ဝင်စားစရာကောင်းပါတယ်အဲ့ဒါကဘာလဲဆိုရင်မငိုဘူးသောမျက်လုံးများလို့အဓိပ္ပာယ်ရပါတယ်ဒါဆိုရင်မငိုဘူးတဲ့မျက်လုံးဆိုတာကရောဘာကိုရည်ညွှန်းမလဲဆိုတာကိုနားထောင်ကြည့်ကြရအောင်ပါစစ်ကျွန်တော်သည်အခြားသောသူများကဲ့သို့ပင်သားသမီးတို့၏အောင်မြင်ခြင်း၌ကြည်နူးပီတိဖြစ်လိုသောသားသမီးတို့၏ရှုံးနိမ့်ခြင်း၌ပူပန်ကြေကွဲတတ်သောသူလိုငါလိုဖခင်တူများသာဖြစ်သည်ကိုဥစွာဝန်ခံရပါမည်အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်းကိုတရုပ်ဖော်တတ်သောနေ့တစ်နေ့ဖြင့်စတင်ခြင်းပါသည်ဇူလိုင်လ၏နေ့တစ်နေ့တွင်အောင်စင်းထုတ်ပြန်ပါသည်အောင်စင်းကြည့်ရန်မြို့ထဲကအကြောင်းတစ်ကြောင်းသို့သားအဖနှစ်ယောက်ချီတက်ခဲ့ကြသည်ကျောင်းအဝင်ဝရောက်တော့မှမှတ်ပုံတင်ပါမလာ၍အိမ်ကိုတစ်ခေါက်ပြန်ယူကျောင်းထဲဝင်ခွင့်ရပြန်တော့ကိုယ်တိုင်ကြည့်ခွင့်မရတာဝန်ကျဆရာမကိုခုံနံပါတ်နဲ့နာမည်ပြောရသည်စာရွက်တွေဖျဲခွဲရှာနေသောဆရာမကိုစိတ်ကမရှိခြင်းဆရာမထံကပေါ်ထွက်လာမည့်အတန်ကိုရင်တထိတ်ထိတ်စောင့်နေရသည်အောင်စင်းပါဆိုမှထုတ်ပြန်ပါတယ်ဆိုမှအောင်နေရှင်ဓာတုဘောကနှစ်ပါးသာဂုံတူးနဲ့မိုးကြိုးပြစ်တယ်လို့ကြားလိုက်ရပြီးတားဖားနှစ်ယောက်ရှင်မြူးပြုံးပြိုသွားလိုက်ကြသည်မှာစောစောကအလိုမကျမှုများပင်ပယ်စီထွက်ပြေးလွင့်ပြဲသွားသည်မသိတော့ဒါမှငါသားကွအိမ်သို့ဘလို့ပြန်ရောက်ခဲ့ကြသည်မသိတပြောတပါးပြန်လာခဲ့တော့ကျွန်တော်တို့သားဖားကိုကျွန်တော်မိမကစီပြောသည်ကိုတူမဣနီတာရောက်နေတယ်စကားသွားပြောလိုက်အောင်ဟုဆိုသည်သူအောင်နေမဟုတ်လားဆိုတော့အောင်တော့အောင်နေသုံးပါသာပဲဂုံတူးပါလို့ငိုနေတယ်ဟုပြောသည်ထိုနေ့ကကျွန်တော်တကယ်ပဲဥလဲလဲဖြစ်သွားခဲ့ပါသည်တယောက်ကနှစ်ပါးသာဂုံတူးပါလို့ပျော်မဆုံးမော်မဆုံးဖြစ်နေသည်တယောက်ကတော့သုံးပါသာပဲပါလို့မျက်ရည်နှင့်မျက်ခွက်ငိုကြီးချက်မှဖြစ်နေသည်ဣနီတာကကျောင်းမှာအတော်ဆုံးစရင်ဝင်သည်ဆရာမတွေကဣနီတာကိုသူတို့ကျောင်းဤကုံကိုစောင့်နေလိမ့်မည်ဟုတော်တော်ကြီးမျှော်လင့်ထားသည်တို့ရတွင်ဆမှုပဲဆိုသည်ကမျှော်လင့်အထင်ကြီးများခြင်းနှင့်အဆုံးဖြတ်ပေးခြင်းမဟုတ်ပေ3နာရီမိကုန်းကိုရမှတ်နှင့်အဆုံးဖြတ်ပေးသောအဖြေတစ်ခုများသာဖြစ်သည့်အတွက်ဒီအဖြေသည်လက်ခံလိုသည်ဖြစ်စေလက်မခံလိုသည်ဖြစ်စေပယ်ဖြည့်၍မရနိုင်တော့သောရလဒ်တစ်ခုသာဖြစ်လေသည်ကိုစိုက်ပျိုးသည့်အပင်ကိုရိတ်သိမ်းရခြင်းသာဖြစ်သည်လက်မခံလို့မရမနှစ်တုန်းကကျွန်တော်တငယ်ချင်းသားဖအိမ်မာလာတဲ့သည်ညနေမှရောက်လာကြသဖြင့်သူတို့သားဖနှင့်ထက်နက်စကားမပြောခဲ့ရရန်ကုန်မှာတင်နှန်းတစ်ခုတက်ဖို့လာဆုံစမ်းခြင်းဖြစ်သည်ဟုသာနှစောနှပြကြားလိုက်ရသည်မနဲ့မိုးလင်းတော့တဖြစ်တောက်ဆူပူနေသောတငယ်ချင်း၏အတန်ကိုကြားရသည်အဲ့ဒါကြောင့်မင်းကိုငါပြောခဲ့တာပဲကြိုးစားပါဖော့မလုပ်ပါနဲ့ဆိုမင်းကဂိမ်းမဲ့သွားစော်နေတာခုတော့အမှတ်ကဟိုမမီဒီမမီနဲ့ငါမှဘလောက်ဒုက္ခများတယ်လဲဆိုတာမျိုးတွေကိုမကြားခြင်းအဆုံးကျွန်တော်တငယ်ချင်းကငကိုကလေးကပစီပစက်များတဲ့သူဘာကိုမှသိအလိုကြတဲ့သူမဟုတ်ထိုနနက်ကကျွန်တော်နားပူ၍မခံနိုင်လွန်းတော့သူတို့သားဖာကြဝင်ပါမိတော့သည်နေပါဦးမင်းသားကစာမှုဝဲကြခဲ့လို့လားကြတော့မကြဘူးလေကွာဒါပေမဲ့အမှတ်က average 90ရာခိုင်နှုန်းမရတော့စင်ကာပူသွားဖို့ဒီမှာတင်တဲ့တခုထပ်တက်ရအောင်မယ်ငါက8သိန်းလောက်ထပ်ကုန်ရအောင်မယ်သူ့သားကြည့်လိုက်တော့မျက်နှာမကောင်းသူ့အဖေကလည်းကျွန်တော်မေးလိုက်မိကမှသားဖြစ်သူကိုနောက်တစ်ကြော့ထပ်၍စူပူနေပြန်တော့သည်ကျွန်တော်နားချမြင်ကလာသည်သူအကောင်းဆုံးလှုပ်လာခဲ့ပြီးပြီပဲကွာဟုပြေရပြေချောင်းပြောတော့လည်းမရမင်းတို့က10တန်းကို8ကြိမ်လောက်ဖြေခဲ့တာတောင်တစ်ကြိမ်မှမအောင်ပဲနဲ့ဟုပြောလိုက်တော့မှတခန့်ရက်တော့သည်စစ်သူတို့သည်အစကရှုံးနေသူများမဟုတ်ပေသူတို့အောင်မြင်ခြင်းသလောက်မအောင်မြင်ခဲ့ကြခြင်းသာဖြစ်သည်ကိုရိတ်သိမ်းရမည့်တည်နံကိုမကျင်တတ်နိုင်အလိုမကျနိုင်သဖြင့်အမှန်တကယ်ရှုံးနေသွားခဲ့ကြသည်ဟုကျွန်တော်ထင်သည်ခြုံထဲကငှက်တမြုံကိုလောဘတက်၍လက်ထဲကငှက်တကောင်၏တံမိုးကိုမသိမမြင်ခဲ့ကြသူများဖြစ်ကြခြင်းဖြစ်သည်အောင်စင်းများထွက်ပြီးတပတ်လောက်အကြာတွင်အနွယ်ထာလမ်းပေါ်မှာနေကမိတ်ဆွေတယောက်နှင့်ကြုံသည်လူကြားထဲတိုးဝေသွားနေသောသူ့ကိုမြင်၍လက်ကိုပြေးဆွဲနှုတ်ဆက်ရသည်သူ့ခေါင်းကစပင်များဖွာရကျဲလျက်
သူ့မျက်နှာပေါ်မှာအစီဝင်းဝင်းပြင်လက်ပြီးတော့တောကရီစွန့်ပေလက်ရန်ကုန်ကိုဘာလာလောက်တာလဲဟုမေးတော့ကျွန်တော်သားကိုလာရှာတာဆရာဒီနှစ်ဆောင်းမိုးပဲကြတော့အောင်စင်းထွက်တဲ့နေ့ကလေးကကျွန်တော်ရိုက်မှကြောက်ပြီးအိမ်ကထွက်ပြေးသွားလို့ဟုသူကပြောသည်ကျွန်တော်တပြင်းကိုသာကြိတ်၍ချလိုက်မိသည်ထိုနေ့ညနေအိမ်ကိုပြန်လာတော့မင်းလာကကျွန်တော်မိတ်ဆွေဦးဝင်းမြင့်ထံမှတယ်လီဖုန်းလာသည်ကိုစင်အောင်လားမေးတော့အောင်ချောင်းပျော်မြူးရှင်ပြနေကြောင်းပြောရသည်နေပါဦးခမရသားလဲဒီနှစ်10တန်းဖြေထားတာမဟုတ်လားသူရောမေးလိုက်တော့ကျွန်တော်သားကတန်းနေတယ်ဗျာဟုသူကဆိုသည်ဘာလဲဗျတန်းနေတယ်ဆိုတာဆမ်မွေးကြလို့လားဟုထက်၍မေးရသည်သူကကြတာပဲဟုတ်မလဲဗျကြရင်9တန်းပြင်ဆင်းရမှာပေါ့ခုဟာကမအောင်တော့10တန်းက10တန်းပဲတန်းနေတယ်လေဟုပြောသည်ကျွန်တော်တို့နှစ်ယောက်စလုံးပေါ့ပေါ့ပါပါရေမောခဲ့ကြရပါသည်သူကပြောတတ်သူဖြစ်သည်ဒီကမ္ဘာလောကမှာဥဝင်းမြင့်လိုဖခင်မျိုးတွေလိုအပ်သည်ဟုကျွန်တော်ထင်သည်သူသည်သားဖြစ်သူတစ်ချိန်တစ်ခါရှုံးနေခြင်းအတွက်စကလုံးတွေနှင့်အပြစ်ပေးမိဖခင်မျိုးမဟုတ်တစ်ချိန်တစ်ခါရှုံးနေမှုကိုကျင်ကျင်နဲ့လက်ခံနိုင်စွမ်းရှိသောဖခင်မျိုးဖြစ်သည်မအောင်မြင်သေးသောသားကိုနောက်တစ်ချိန်အားခဲကြိုးစားရန်အတွက်မန်သွင်းပေးနိုင်မည့်ဖခင်မျိုးဖြစ်သည်သူ့ကိုအလေးပြုလိုက်ပါသည်စင်စစ်10တန်းဆောင်မဝဲဆိုသည်မှာဘဝမှာအချိန်အခါအလျောက်ရင်ဆိုင်တိုက်ခဲ့ရသည့်တိုက်ပွဲငယ်တစ်ခုများသာဖြစ်သည်ဘဝတစ်လျှောက်လုံးမှာရင်ဆိုင်တိုက်เสียတိုက်ပွဲတွေများစွာကျန်သေးသည်တိုက်ပွဲငယ်တစ်ပွဲကိုတစ်ချိန်ရှုံးနေုံမျှနဲ့နောက်တစ်ချိန်ပန်းနဲ့ပူဆွေးငိုကြွေးနေပါလင်လဲသူသည်အောင်မန်းများစွာစွတ်ကူးနိုင်သောတိုက်ပွဲဝင်ကောင်းတယောက်ဖြစ်သို့ဘယ်သောအခါမျှရောက်ရှိမလာနိုင်ဟုထင်ပါသည်ကျွန်တော်တို့အလီလီရှုံးနေခဲ့ကြသည်ထို့အတူအချိန်ချင်းလဲအောင်ပွဲခံမှုကြသည်အောင်မြင်သောအခါပျော်မြူး၍ရှုံးနေလာသောအခါကြေကွဲကြရသည်မှာတခုသောလူဘဝဖြစ်စဉ်များသာဖြစ်သည်အောင်မြင်ခြင်း၌မိမှုမသွားစေရန်နှင့်ရှုံးနေခြင်း၌ခန္ဓာရည်စွမ်းရှိစေရန်အားထုတ်ရပေလိမ့်မည်တဖန်မရှုံးနေအောင်ပြန်ကျုံထားရပေလိမ့်မည်ကျွန်တော်တို့သည်ရှုံးနေခြင်း၌တင်ယူမှတ်သားစရာတွေမရှိနိုင်ပေဘူးလားခုတလုံးမှာတော့သားသည်မျက်စိနောက်လောက်အောင်ပဲအောင်ပွဲခံနေလေသည်ဆွေမျိုးသားချင်းများကပေးကမ်းစုချသောငွေစကြီးစားလေးတွေမရစဘူးရလာတော့တငယ်ချင်းတွေနဲ့အတူလက်ဖေးရည်ဆိုင်သွားလိုက်ဂိမ်းသွားဆော့လိုက်တခါအိမ်ကိုနေ့လယ်စားပင်ပြန်မစားနိုင်ဟုဆိုသည်သူ့အရှိန်နှင့်သူအောင်မြင်မှုလေးခံစားပါစေဟုတွေးနေရင်ကပင်လင်းညဘက်ဘယ်တငယ်ချင်းကိုဘာကြွေးမလို့ဆိုပြီးအပြင်ထွက်တာများလာသည်သူရရှိနေတာသည်သူကျိုးပန်းခဲ့တာထက်မတန်တဆများနေသလားဟုပင်ပြန်ဆန်းစစ်ချင်လာမိသည်ဒီအပြင်သူတို့เจ้าကအောင်မြင်သူဂုဏ်ပြုပွဲလုပ်အောင်မတဲ့ကျွန်တော်ကိုလည်းเจ้าသားမိဘတို့အနေဖြင့်အောင်မြင်သူဂုဏ်ပြုပွဲမှာစကားပြောရအောင်မတဲ့ဖိတ်ကြားထားသည်ခမည်းစကားပြောရဆိုရင်ဒီကဗျာလေးပြောဖို့ကောင်းတယ်ဗျနက်နက်လက်ဖီဆိုင်ထိုင်ရင်ရေးပေါ်အကူကြီးတူကကျွန်တော်ကိုကဗျာလေးတစ်ပုဒ်ပေးသည်စစ်သားကြီးမတ်အာတာဤကဗျာမီကစစ်သားတယောက်ဤဆိုသော A soldier's prayer for his son ဖခင်တယောက်ကသူ့သားကိုဖြစ်လာစေခြင်းနဲ့အလိုဆန္ဒတွေပေါ့ဗျာမှတ်တမဲ့ဆိုဖေကသားကိုချိန်ဆနေတယ်လို့ပဲဗျဟုသူကအရေးအမွန်းပြောတယ်လို့ပြောသည်ကျွန်တော်ဖတ်ကြည့်သည်ကဗျာပထမပိုက်မှာကလေးကဖခင်စစ်သားအိုကြီး၏ညံနှင့်ရှင်သောနှလုံးသားကိုလက်ခနဲ့တွေ့ရလေသည် Bid me a son, O Lord, who will be strong enough to know when he was weak, brave enough to face himself when he is afraid, one who will be proud and abandoned in honest defeat, humble and gentle in victory. လောကရန်နှင့်စီစဉ်ထိုးရသောမိသားအတွက်ဖခင်ကလက်နက်နှင့်ချက်ဝတ်တစားများတက်ဆင်ပေးရန်အရှင်မြတ်ထံတောင်းခံနေခြင်းဖြစ်သည်ဟုနားလည်ရပါသည်တား၌အာနေချက်ရှိလိမ့်မည်တားသည်သူအာနေချက်ကိုကိုယ်တိုင်သိနိုင်စွမ်းသူဖြစ်စေခြင်းသည်တား၌ကြောက်ရွံ့ခြင်းရှိပေလိမ့်မည်သို့သောကြောက်ရွံ့စိတ်ကိုဖယ်လျံ၍ရဲရဲရင်ဆိုင်နိုင်စွမ်းသူဖြစ်စေခြင်းသည်
သားသည်ဖြောင့်မတ်စွာဆိုင်ပြန်ရင်ရှုံးနေခြင်းရှိပေလိမ့်မည်ရှုံးနေလင်လည်းဥကျိုးမသွားသောသူဖြစ်စေခြင်းသည်သားသည်အောင်ပွဲကိုလည်းတိမ်ပိတ်ရလေဦးမည်အောင်မြင်ခဲ့ရာတွင်လည်းပါလွှားမာနမရှိတည်ငြိမ်သိမ်မွေ့စွာအောင်ပွဲစင်စားသူဖြစ်စေခြင်းသည်စစ်သားကြီး၏ကြီးမားသောအမျှော်မြင်ကိုအံ့ဩနေမိသည်စင်စစ်သူသည်ဆူတောင်းနေခြင်းမဟုတ်စုပန်နေခြင်းဖြစ်သည်စုပန်နေခြင်းများမကယုံကြည်မျှော်လင့်နေခြင်းလည်းဖြစ်နိုင်ပေသည်ဒီအချက်ပို၍တည်ကြသွားအောင်ကြပြနောက်တစ်ပိုက်ကပြောပြနိုင်မည်ထင်သည်ကျွန်တော်ဖြင့်ထိုပိုက်ကိုဖတ်ရင်းကြက်သီးဖြန်းဖြန်းထားမိသည်အိုအရှင်သူ့အားလွယ်ကူသောလမ်းကိုမဆောင်ခြင်းပါလဲအတိုက်ခိုက်အခက်ခဲသည်ဟုသောတန်ဆူးဖိနှောက်များရှိရာစိန်ခေါ်မှုများတွန်းတိုးဖိနှိပ်မှုများရှိရာသို့သာဆောင်ခြင်းတော်မူပါသူ့အားမုံတိုင်းထဲမှာမာရက်ဖို့တင် जा ပေးတော်မူပါရှုံးနိမ့်သူတို့ကိုတနာကျင်နာတဲ့အောင်တင် जा ပေးတော်မူပါစင်ကြယ်သောနှလုံးနှင့်မြင့်မားသောပန်းနိုင်ရှိသောသားတပားသူတို့အပေါ်စိုးမိုးရယူခြင်းမပြုမီမိမိကိုယ်ကိုစိုးမိုးနိုင်သောသားအနာဂတ်ကိုလှမ်းစွတ်နေခိုင်းအတိတ်ကိုလည်းဘယ်ခါမှမမေ့သောသားဤသို့သောသားတစ်ယောက်တည်ဆောက်ပေးတော်မူပါအမိအဖဟူသမျှတို့သည်သားသမီးတို့အပေါ်အကောင်းမွန်ဟူသမျှကိုသာရရှိခံစားစေလိုကြသည်မှာအငင်းပွားစရာမရှိပါမျက်နာမြင်ချစ်ခင်အတန်ကြာသနာခလုံးမထိစူမညိပန်းမွေရာရွှေကော်သောစသည်ဖြင့်အိမ်မက်၌ပင်လျင်ကောင်းသောအိမ်မက်ကိုသာမြင်မှတ်၍မကောင်းသောအိမ်မက်ကိုမမြင်မှတ်ပါစေနှင့်စုမွန်ချွေပြီးချွေတတ်လေသည်စစ်သားဟူကြီးမတ်အာတာကမူသူဤသားကိုပန်းမွေရာပေါ်သို့ပြစ်တင်လိုက်သည်မဟုတ်အခက်ခဲကြက်တဲများအကြားလောကရန်၏ရိုက်ပုတ်ထိုးနှက်မှုတွန်းထိုးတိုက်ခိုက်မှုရှုံးနိမှုများအကြားမှယုံထား၍မလျှော့သောဆွဲလုံလာအာမှန်စွန့်ရည်တို့ဖြင့်ရဲရင်ဖြုံမတ်ဆိုင်ပြိုင်တိုက်ခိုက်ပြီးမှထိုက်တန်သောအောင်မန်းကိုစော်လန်းရယူစေလိုသည်ပြီးတော့ပြောသေးသည်ပါလွှားမာနမရှိအောင်ရှုံးနိမ့်သူတို့ကိုကျင်နာတနာတတ်အောင်တဲ့အဘယ်မျှအမျှော်မြင်ကြည့်လိုက်ပါသလဲစင်စစ်သူသည်လူပေါ့လူသွမ်းသားတစ်ယောက်ကိုမလိုချင်ခြင်းဖြစ်သည်လူပြော့လူညံ့သားတစ်ယောက်ကိုမလိုချင်ခြင်းဖြစ်သည်တောင်တော်မီသားတစ်ယောက်ကိုလိုချင်ခြင်းဖြစ်သည်ယောက်ျားကောင်းတစ်ယောက်ကိုလိုချင်ခြင်းဖြစ်သည်အတိုက်ခိုက်များအခက်ခဲများစိန်ခေါ်မှုများတွန်းထိုးဖိနှိပ်မှုများစတဲ့ငိုစေခြင်းလို့ဖြင့်ဘယ်ဟုတ်ပါလိမ့်မည်နိတို့ရတွင်မငိုဘူးသောမျက်လုံးများမလှပနိုင်မှာကိုတော့သူကကျွန်တော်တို့ထက်ပို၍တဘာဝကြစိုးရိမ်ပူပန်ခဲ့ခြင်းဖြစ်လေသည်စာတပိတ်ဖတ်ရင်ပေါ့နော်ဘာဖြစ်လဲဆိုရင်စိတ်ပင်ပန်းရတယ်ပေါ့ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီရဲ့ရတာကတကယ်ထိထိမိမိဖြစ်သွားတဲ့အခါမှာအဲ့ဒီလိုခံစားမိရတယ်ပေါ့နော်ဆိုတော့ဒီထဲမှာဆိုရင်သူ့ရဲ့အနှစ်ချုပ်ကတော့မငိုဘူးသောမျက်လုံးများပေါ့မငိုဘူးတဲ့မျက်လုံးလို့ဘယ်သူဆိုအကောင့်တိုင်းဖြစ်ချင်ပေမဲ့လည်းရှုံးနိမ့်မှုတွေငိုကြွေးခြင်းတွေဒီလိုမျိုးတွေကကြုံရအောင်မှာဖြစ်တယ်ဆိုတော့မငိုဘူးသောမျက်လုံးတွေဟာခက်ခဲတဲ့ကြမ်းတမ်းတဲ့ဒဏ်ကိုခံနိုင်ဖို့ဆိုရင်မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ဒီထဲမှာသူ့ရဲ့ကြပြစာသားအရာဆိုရင်လေရှုံးနေခြင်းတွေကိုလည်းခံစားဘူးစေတဲ့သူဖြစ်စေခြင်းနဲ့ဒီလိုမျိုးသူ့ရဲ့အကြောင်းအရာကဖော်ညွှန်းထားတယ်ပေါ့တကယ်ကိုအနှစ်အရသာအပြည့်ရှိပါတယ်ဆိုတော့အားလုံးပဲဒါကဖခင်တယောက်ရဲ့နေရာကနေပြီးမှရေးဖွဲ့ထားတဲ့စာသားလေးဖြစ်တယ်ပေါ့နော်ဒီစာကိုဖတ်ရင်လည်းစဉ်းစားမိတာတွေတော့ရှိခဲ့တယ်ပေါ့နော်ဘယ်သူမဆိုကိုယ့်ရဲ့အသွေးကိုယ့်ရဲ့အသားကိုယ့်ရဲ့သားသမီးတွေကိုကောင်းမွန်စေခြင်းနဲ့ဆိုတော့ရည်ရွယ်ချက်တွေတော့ရှိကြမှာပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီအကြောင်းအရာတွေကကိုယ့်ရဲ့အတ္တမဖြစ်ဖို့တော့ဒါကဂရုစိုက်ရမယ့်အကြောင်းအရာတစ်ခုလို့တော့မြင်မိလိုက်တယ်ပေါ့နော်ဆိုတော့အားလုံးပဲမငိုဘူးသောမျက်လုံးမပြုံးဘူးသောမျက်နှာမဖြစ်ကြဖို့ရအတွက်အားလုံးပဲ
ရှိနေတဲ့အခိုက်အတန့်များမှာကောင်းမွန်စွာကြော်ဖြတ်ဖို့ပဲဒါအနှစ်ချုပ်တယ်ပေါ့နော်ဆိုတော့ရရှိတဲ့အခိုက်အတန့်တိုင်းမှာပျော်ရွှင်ခြင်းပဲဖြစ်ဖြစ်ဝမ်းနည်းခြင်းပဲဖြစ်ဖြစ်အလုံးကိုပိုင်ပိုင်နိုင်နိုင်ရေရေဝံဝံပိုင်ဆိုင်ကြဖို့မျှော်လင့်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ခေါင်းစဉ်လေးမှာပြန်လည်ဆုံတွေ့ဖို့မျှော်လင့်ပါတယ်